ဖျားရှင်နာမတော်ကိုချီးမွမ်းလိုပါတယ်ဖျားသခင်အားကြုံယွန့်ခြင်းနဲ့ပတ်သက်ပြီးမှအပတ်တိုင်းဆွေးနွေးဝင်ခလာခဲ့တာဟာဆိုရင်ပြီးခဲ့တဲ့အပတ်မှာအပိုင်း30ထိပြီးသွားပြီအဲ့ဒါဆိုရင်ဖျားသခင်အားကြုံယွန့်ခြင်းပဲအရေးပါပြီးမှဖျားသခင်ကိုချစ်ခြင်းအရေးမပါတော့ဘူးလားအဲ့လိုမဟုတ်ပါဘူးဖျားသခင်ကိုချစ်ခြင်း the love of God ဆိုတာအမတမ်းမှအရေးပါပါတယ်တမန်ကျမ်းစာထဲမှာ God is love ဖျားသခင်ဒီချစ်ခြင်းမေတ္တာဖြစ်သည်ဖျားသခင်ဒီသူ့ရဲ့တပါးတီတော်တားတော်ကိုစွန့်တော်မူတဲ့တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏တဲ့ဖျားသခင်နဲ့ငါတို့ကိုဦးစွာချစ်တော်ကြောင်းငါတို့တွေလည်းချစ်ကြ၏တဲ့သခင်ရှုခရစ်တော်ကသင်ရဲ့ဖျားသခင်ထာဝရဖျားကိုစိတ်နှလုံးအကျွမ်းမဲ့စိတ်ဝိညာဉ်အလုံးစုံနဲ့ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမယ်သင်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုသင်နဲ့အမျှချစ်ရမယ်အဲ့ကျမ်းပိုက်တဲ့အားလုံးကိုကြည့်တဲ့အခါမှာဖျားသခင်ကိုချစ်ခြင်းဟာဘယ်လောက်ထိအရေးပါတယ်လဲဆိုတာအထင်ရှားမြင်တွေ့နိုင်တာဖြစ်တယ်အဲ့ဒါဆိုတော့ဖျားသခင်ကိုကြောက်ရွံ့ရမယ်ဖျားသခင်ကိုချစ်ရမယ်တမန်ကျမ်းစာကဖျားသခင်ကိုကြောက်ရွံ့ဖို့လဲတွန်တင်တယ်ချစ်ဖို့လဲတွန်တင်တယ်ကြောက်ရွံ့ခြင်းနဲ့ချစ်ခြင်းဆိုတာစံကျင်ဘက်မဟုတ်ဘူးလားကြောက်ရွံ့နေတဲ့လူတယောက်ကိုဘယ်လိုလုပ်ချစ်နိုင်မလဲဖျားသခင်ကိုကြောက်ရွံ့ပြီးမှတပြိုင်နက်တည်းချစ်ချင်းမေတ္တာရှိဖို့ဆိုတာရောဖြစ်နိုင်လို့လားစသဖြင့်ရှိနိုင်တယ်တွေးတောနိုင်တယ်ဘာကြောင့်လဲဆိုရင်နှုတ်ကပတ်တော်ကိုနားမလဲလို့ဒါမှမလို့ရှိရင်နှုတ်ကပတ်တော်ကိုမသိလို့ပဲဖြစ်တယ်ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာဟာအမတန်မှကြီးမားတယ်အဆုံးမရှိတဲ့မေတ္တာနဲ့တင်းနဲ့ကျွန်တော်ကိုချစ်တာဖြစ်တယ်ဒီတမန်ကျမ်းစာတစ်ခုလုံးရဲ့အနစ်ချုပ်ဟာဆိုလို့ရှိရင်လည်းချစ်ချင်းမေတ္တာပဲဖြစ်တယ်ဒါမဲ့ယုံကြည်သူတွေကတခါလေမှာဖျားသခင်ချစ်ချင်းမေတ္တာကိုတစ်ဖက်ဆုံးရောက်အောင်ပြောပြီးမှအစွန်းရောက်သွားတတ်တယ်ဖျားသခင်ကချစ်ချင်းမေတ္တာနဲ့ပြည့်တဲ့အရှင်ဖြစ်တဲ့အတွက်ကြောင့်ဘာပဲလုပ်နားလေပေးတဲ့ဖျားမေတ္တာနဲ့ခွင့်လွှတ်ပေးတဲ့ဖျားစသဖြင့်သူ့ရဲ့ချစ်ချင်းမေတ္တာကိုတအားအချီပြုတ်ပြီးမှကြောက်ရွံ့ယူသေးခြင်းပိုင်မှာပေါ့ရောက်သွားတတ်တယ်ယောက်ျားချင်းပေါင်းတဲ့နေတဲ့စုံတွဲတစ်ယောက်ရှိတယ်အမှုတော်ဆောင်တစ်ပါးကသွားပြီးမှဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကြောင့်ကိုဝီငါတက်တဲ့ခံတယ်ဖျားသခင်ဟာချစ်ချင်းမေတ္တာဖြစ်တယ်သူမခွင့်လွတ်နိုင်တဲ့အပြစ်မရှိဘူးဘယ်လိုအချီးနီးမှာပဲရောက်အပြစ်ဘလောက်ပဲကြီးဘလောက်ပဲစူးသွင်းနေပါစေဖျားသခင်စီကိုရှိတဲ့အချီးနီးတိုင်းတူးဝင်ချင်းကပ်မယ်ဆိုလို့ရှိရင်အမြဲတမ်းလက်ခံတဲ့ဖျားကျူဆိုတဲ့ဖျားဖြစ်တယ်ဆိုပြီးတော့ဝီငါတက်တဲ့ခံလိုက်တယ်လင်တူချင်းဆက်ဆံနေတဲ့သူကအော်ဖျားသခင်ကကျွန်တော်ကိုအရှိတိုင်းလက်ခံတဲ့ဖျားမေတ္တာရှင်ဖြစ်ပါလားဆိုပြီးမှအမတန်မှဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်ဖျားသခင်ကသူ့ရဲ့အချီးနေတိုင်းတူးဝင်ချင်းကတဲ့အခါမှာလက်ခံတယ်ဆိုတာတော့မှန်တယ်ဒါပေမဲ့သူ့ရဲ့လက်ရှိအချီးနေကဖျားသခင်လူချင်းနဲ့အသက်တာမဟုတ်ဘူးအသက်တာကိုပြုတ်ပြင်ရမယ်နောင်တရပြီးမှပြောင်းလဲရမယ်ဆိုတာကိုသူမခံယူဘူးလင်တူချင်းနေတဲ့အသက်တာနဲ့အသက်ရှင်နေရဲ့နဲ့ဖျားသခင်ကသူ့ပေါ်မှာကြည်နပ်နေမယ်သူ့ကိုလက်ခံနေမယ်လို့သူခံယူထားတာတခါလေမှကျွန်တော်တို့အဖေမေဖူးဖွားတွေကချစ်ခင်နေဆိုတာသိတဲ့အတွက်ကြောင့်လှုပ်ချင်တဲ့အရာတစ်ခုကိုသူတို့ကမကြိုက်မနစ်တဲ့မှလည်းသိတယ်သူကပြီးတော့ခွင့်တောင်းမယ်ဆိုလို့ရှိရင်လှုပ်ခိုင်းမှာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကဘယ်လိုစဉ်းစားတတ်လဲဆိုတော့ကဲကွာပြောမနေတော့ဘူးပြီးတော့တဲ့ခါကျရင်ပြန်ပြီးတော့သူတို့ပြန်တောင်းပန်မယ်တောင်းပန်ခြင်းနဲ့နောက်ကနေပြန်လိုက်မယ်စူပရာကျွန်တော်တို့လှုပ်လိုက်တယ်ပြန်တောင်းပန်လိုက်တယ်သူတို့ကလည်းနားလည်ပေးလိုက်တယ်အဲ့တလူ mindset ကိုဖျားသခင်နဲ့ဆက်ဆံရေးမှာလဲကျွန်တော်ယူဆောင်လာတတ်တယ်ဖျားသခင်ကချစ်ချင်းမေတ္တာနဲ့ပြည့်ဝနေတဲ့ဖျားသခင်ပဲကျွန်တော်ခက်ခဲနေတယ်ဆိုတာသူသိတာပဲခုလွတ်ပေးမှာပါပြန်တောင်းပန်လိုက်ပါမယ်ဆိုပြီးမှဖျားသခင်မကြိုက်မနစ်တဲ့မှန်တည့်ရဲ့နဲ့လုံမိတဲ့အရာတွေလဲရှိနိုင်တယ်တချို့တော်များများမာယွန်းဆိုတာသဘောပေါက်တဲ့ကျမ်းပိုက်ကရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီးလေးအငယ်18ချစ်ချင်းမေတ္တာ၌ကြောက်ရွံ့ခြင်းမရှိကြောက်ရွံ့ခြင်းသည်အပြစ်ဒဏ်ခံရခြင်းနဲ့သက်ဆိုင်သည်ဖြစ်၍စုံလင်သောချစ်ချင်းမေတ္တာသည်ကြောက်ရွံ့ခြင်းကိုဖယ်ရှားတတ်၏ထို့ကြောင့်ကြောက်တတ်သောသူသည်ချစ်ချင်းမေတ္တာနှင့်မပြည့်စုံသည် There's no fear in love instead perfect love drives out fear ဒီနေရာမှာအသုံးပြုနေတဲ့ကြောက်ရွံ့ခြင်းဟာဖျားသခင်ကိုယူတည်လေးစားခြင်းကိုပြောတာမဟုတ်ဘူးဘာကိုရည်ညွှန်းထားတယ်လဲဆိုရင်ဖ
ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်နားလေသဘောပေါက်ပြီးမှဖျားသခင်ရဲ့ချစ်ချင်းမေတ္တာထဲမှာရှိနေတဲ့အချိန်မှာအသက်တာမှာလုံခြုံမှုရှိလာတယ်လုံခြုံမှုရှိလာတဲ့ခါမှာစိုးရင်ကြောက်ရွံ့ခြင်းမရှိတော့ဘူးထိတ်လန့်ခြင်းလည်းမရှိတော့ဘူးရင်ဆိုင်ရမယ့်အနာဂတ်အတွက်လည်းမပူပန်တော့ဘူးကြုံတွေ့လာတဲ့ပြဿနာအတွက်လည်းစိုးရင်ကြောက်ရွံ့ခြင်းမရှိတော့ဘူးကြောက်ရွံ့ခြင်းကိုပြောတာဖြစ်တယ်ဖျားသခင်ကိုယူတီလေးစားခြင်းကကျန်တဲ့ကြောက်ရွံ့ထိတ်လန့်မှုအလုံးကိုဖယ်ရှားပစ်တာဖြစ်တယ်တဲ့ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာဟာဖျားသခင်နဲ့ယဉ်ကျေးကျွမ်းဝင်ဖို့ရန်အမတားမှအခရာကြတာဖြစ်တယ်အမတားမှအရေးပါတာဖြစ်တယ်ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုနားလည်ဖို့ရန်မီးစမ်းဖို့ရန်ဖျားရှင်ကိုယ်တိုင်ကလမ်းမဖွင့်ပေးလို့ရှိရင်မျက်စိမဖွင့်ပေးလို့ရှိရင်နားမလည်နိုင်ဘူးဖျားသခင်ရဲ့ချစ်ချင်းမေတ္တာဟာအမတားမှကြီးမားနဲ့ဆိုင်လွန်တဲ့အတွက်ကြောင့်လူတွေရဲ့ဦးနှောက်နဲ့မမီနိုင်ဘူးဦးနှောက်နဲ့တိနိုင်တဲ့အရာမဟုတ်ဘူးလူတွေသဘောပေါက်နားလည်အောင်ရှင်းပြလို့ရတဲ့အရာလည်းမဟုတ်ဘူးဒါပေမဲ့ကိုယ်တိုင်မီးစမ်းတဲ့အခါကျမှသာလျှင်တိရှိနားလည်နိုင်တဲ့အရာဖြစ်တယ်ဖျားသခင်ကကျွန်တော်ရဲ့ဝိညာဉ်မျက်စိကိုဖွင့်ပေးတဲ့အခါကျမှသာလျှင်ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုနားလည်သဘောပေါက်နိုင်တယ်မီးစမ်းခံစားနိုင်တယ်ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုမီးစမ်းခံစားပြီးတဲ့အခါကျမှသာလျှင်ကျွန်တော်ဖျားသခင်ကိုချစ်နိုင်တယ်ဖျားသခင်ကိုချစ်နိုင်လာတဲ့အခါကျရင်လူတွေကိုလည်းချစ်နိုင်တာဖြစ်တယ်အဲ့ဒါဒီအားလုံးဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာဖြစ်တယ်ဖျားသခင်ကိုမချစ်နိုင်ဘဲနဲ့တခြားလူတွေကိုချစ်ဖို့ကြိုးစားမယ်ဆိုလို့ရှိရင်လည်းပင်ပန်းသွားလိမ့်မယ်ဖျားသခင်နဲ့ယဉ်ကျေးကျွမ်းဝင်မှုရှိဖို့ရန်အတွက်ဖျားသခင်ချစ်ချင်းမေတ္တာဟာ foundation ဖြစ်တယ်foundation ဖြစ်တဲ့ဖျားသခင်ချစ်ချင်းမေတ္တာရဲ့တကပောက်ဟာဆိုရင်ဖျားသခင်အားကြောက်ရွံ့ခြင်းဖြစ်တယ်ဆိုတော့ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုဖျားသခင်ကိုကြောက်ရွံ့ခြင်းအပြင်သာလျှင်တည်နိုင်တာဖြစ်တယ်ဖျားသခင်ကိုကြောက်ရွံ့မှုရှိလာတဲ့အခါမှာဖျားသခင်ချစ်ချင်းမေတ္တာကိုကျွန်တော်နားလည်နိုင်တယ်ဖျားသခင်ဘလောက်ထိကြီးမြတ်တယ်ဆိုတဲ့အကြောင်းဘလောက်ထိတကူးကြီးတယ်ဆိုတဲ့အကြောင်းဘလောက်ထိကြောက်ရွံ့ယူတည်လေးစားစရာကောင်းတယ်ဆိုတဲ့အကြောင်းကိုသိရှိနားလည်လာလေဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုနဲ့ဆိုင်စွာသိရှိနားလည်လာလေဖြစ်မှာဖြစ်တယ်တချို့လူတွေကဖျားသခင်ကိုတော့လေးစားတယ်လို့ပြောတယ်ဒါပေမဲ့သူတို့အသက်ရှင်တယ်လို့နေလို့ရမယ်လို့ထင်နေတာဖျားသခင်ဟာကြောက်စရာမလိုဘူးချစ်ဖို့ပဲလိုတယ်ချစ်ရင်လုံလောက်ပြီးဆိုပြီးမှဖျားသခင်ချစ်ချင်းမေတ္တာကိုလူချင်းတယ်လို့အသက်ရှင်လို့ရတဲ့နေချင်းတယ်လို့နေလို့ရတဲ့အခွင့်ထူးတစ်ခုလို့လွဲမစွာယုံကြည်နေတဲ့လူတွေလည်းရှိတယ်ရှင်ယောဟန်အခန်းကြီး14အငယ်15မှာတခင်ရှုခရစ်တော်ကတင်တို့ဒီငါကိုချစ်လေငါ့ပြည့်ညက်ချက်များကိုစုံထင်းကြလိမ့်မည်တဲ့ငါကိုချစ်တဲ့လူတွေဟာနေချင်းတယ်လို့နေလို့မရတော့ဘူးအသက်ရှင်ချင်းတယ်လို့အသက်ရှင်လို့မရတော့ဘူးငါ့ပြည့်ညက်ချက်တွေကိုစုံထင်းရမယ်လို့ပြောတာဖြစ်တယ်အဲ့ဒါကြောင့်ဖျားသခင်ကြောက်ရွံ့ခြင်းကျွန်တော်နှလုံးသားထဲမှာမသိမ်းထားဖို့ဆိုလို့ရှိရင်အပြစ်ဒုစရိုက်ထဲမှာကျွန်တော်ကိုဆွဲခေါ်သွားနိုင်တယ်ဆိုတာနားလည်ဖို့အမတန်မှအရေးကြီးပါတယ် International Messenger Ministry ကိုအစပြုခဲ့တဲ့ဆရာကြီးဂျွန်ဘီယာကဘယ်လိုပြောတယ်လဲဆိုရင်အမေရိကမှာနာမည်ကြီးဆရာတစ်ပါးရှိတယ်ဖျားသခင်ကလည်းသူ့ကိုအသုံးပြုတယ်သူအပြင်လူပေါင်းမြောက်များစွာလွတ်မြောက်ခြင်းရသွားတယ်အဲ့လိုမျိုးနာမည်ကြီးလာတဲ့ခါမှာအမျိုးသမီးတွေနဲ့နာမည်ပြတ်လာတယ်ပြီးတော့ငွေကြီးမှလည်းနာမည်ပြတ်လာတယ်အဲ့ဒါနောက်ပိုင်းမှာကျတော့ထောင်ကျသွားတယ်ထောင်ကျနေတဲ့အချိန်မှာဂျွန်ဘီယာရေးထားတဲ့စောက်တော့ကိုသူဖတ်မိတယ်ဂျွန်ဘီယာနဲ့တွေ့ဆုံဖို့ရန်ထောင်ထဲမှာအလဲလာဖို့ဖိတ်ခေါ်တယ်ဂျွန်ဘီယာနဲ့စကားပြောတဲ့ချိန်မှာဂျွန်ဘီယာကဆရာရဲ့ဘယ်ချိန်ကနေစပြီးမှဖျားသခင်ချစ်တာကိုရော့ပါပြီးဒီချင်းနီထိရောက်သွားတာလဲလို့မိခေါ်မိလိုက်တယ်ထောင်ကျတဲ့ဆရာကဖျားသခင်ကိုချစ်တာတစ်ချိန်တစ်ခါမှမရောက်ခဲ့ဘူးဆိုပြီးမှပြန်ဖြေလိုက်တယ်အဲ့ချိန်မှာသူကလည်းလူလို့ဒီနေရာထိရောက်သွားနိုင်တာလဲဆိုပြီးမှသူ့စိတ်ထဲမှာမကြည်မလဲဖြစ်နေတယ်အဲ့ဆရာကြီးကဘယ်လိုစစ်ပြောတယ်လဲဆိုရင်ဖျားသခင်ကိုကြောက်ရွံ့ခြင်းရော့ပါတဲ့အချိန်ကနေစပြီးမှကျွန်တော်ဒီထိရောက်လာတာဖြစ်တယ်ဖျားသခင်ကိုမချစ်လို့မဟုတ်ဘဲနဲ့ဖျားသခင်ကိုမကြောက်ရွံ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ပြောတယ်ဒီမေလထဲမှာအမေရိကမှာ Daystar Christian TV Talk Show ကိုအစပြုခဲ့တဲ့ Johnny Lam ဟာဆုံးပါသွားတယ်သူရဲ့အမျိုးသားဟာဆိုရင်2021မှာဆုံးသွားတယ်အဲ့ဒါကသူဖြစ်တယ်သူနဲ့သူ့ရဲ့အမျိုးသားဟာဆိုရင်အမေရိကမှာ Christian TV Talk Show ကိုပထမဆုံးအစပြုခဲ့တဲ့
အလင်မယားလည်းဖြစ်တယ်2004မှာ talk show နဲ့ပတ်သက်ပြီးမှ award ပေးတဲ့အခါမှာ Daystar TV talk show ကဆုချီးမြှင့်ခြင်းခံရတာဖြစ်တယ်ကြည့်တဲ့လူတွေကလည်းသားနဲ့ချီရှိတယ်ဘီလီယံနဲ့ချီရှိတယ်အဲ့လိုတအားနာမည်ကြီးလာတဲ့အခါမှာသူ့အမျိုးသားဟာဆိုရင်အမျိုးသမီးတွေနဲ့နာမည်ပြတ်လာတယ်အဲ့ဒါနဲ့2021မှာသူ့အမျိုးသားဟာဆုံးသွားတယ်2023မှာအမျိုးသားဆုံးပြီးနှစ်အကြာမှာယောက်ျားထပ်ယူတယ်သူယူတဲ့ယောက်ျားဟာလည်း Daystar TV organization ထဲမှာရှိတဲ့အမှုတော်ဆောင်တယောက်ပဲသူရဲ့မယားနဲ့သားသမီးတွေကိုထားခဲ့ပြီးမှ Johnny Lim နဲ့လက်ထပ်ယူတာဖြစ်တယ်သူယောက်ျားကဘယ်လိုပြောလဲဆိုရင်သူရဲ့မိသားစုကိုထားခဲ့ပြီးမှ Johnny Lim နဲ့လက်ထပ်ယူဖို့ဖျားတဲ့ခင်ကသူ့ကိုစကားပြောတယ်ဆိုပြီးမှပြောတယ်အဲ့လိုလက်ထပ်လိုက်တဲ့ခါမှာဝေဖန်တာနေတအားများလာတယ်သူတို့ရဲ့ ministry လုပ်ငန်းဟာလည်းတဖြည်းဖြည်းနဲ့ကျဆင်းလာပြီးမှဒီနှစ်ထဲမှာ2026မေလမှာသူကဆုံးသွားတယ်ကိုယ့်ရဲ့မိသားစုကိုထားခဲ့ပြီးမှတခြားမျိုးတစ်မိတယောက်နဲ့လက်ထပ်ယူဖို့ဖျားတဲ့ခင်ကစကားပြောတယ်ဆိုတာကြီးရဖျားတဲ့ခင်စီကနေလာတာလုံးဝမဖြစ်နိုင်ဘူးဖျားတဲ့ခင်ကအဲ့လိုစကားပြောမှာမဟုတ်လူရဆွဲယူတာဖြစ်တယ်သူကိုယ်တိုင်ကလည်းဖျားတဲ့ခင်လူတော်ပဲဆိုပြီးလက်ခံလိုက်တယ်အဲ့ဒါလည်းလူရဆွဲယူတာပဲဖြစ်တယ်တကယ်တမ်းကျတော့ဖျားတဲ့ခင်ကိုသာကြောက်ရွံ့နေခဲ့မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးအသက်ရှင်မှာမဟုတ်ဘူးဖျားတဲ့ခင်ချစ်လဲချစ်နိုင်တယ်ဒါပေမဲ့သူတို့မှာဖျားတဲ့ခင်ကြောက်ရွံ့ခြင်းလုံးဝမရှိဘူးဆိုတာထင်ရှားတယ်ဖျားတဲ့ခင်ကချစ်ချင်းမေတ္တာဖြစ်တယ်လို့တန့်ရှင်းတဲ့ဖျားလည်းဖြစ်တယ်ဖျားတဲ့ခင်ကငါတန့်ရှင်းဒီနည်းသူတင်တို့လည်းတန့်ရှင်းကြပါလို့ပြောတယ်ကောင်းကင်တမန်ဒီကဖျားတဲ့ခင်ကိုချီးမွမ်းတဲ့အခါမှာတန့်ရှင်းဆိုပြီးမှချီးမွမ်းတာဖြစ်တယ်ဖျားတဲ့ခင်ကိုချစ်ချင်းဒီဖျားတဲ့ခင်မေတ္တာရှိကိုဆွဲခေါ်သွားတာဖြစ်ပြီးဖျားတဲ့ခင်ကိုကြောက်ရွံ့ခြင်းဒီဒုစရိုက်နဲ့ကင်းကွာစေတာဖြစ်တယ်ဆရာကြီး Jonathan Edwards ကဘယ်လိုပြောတယ်လဲဆိုရင် Love motivates believers to please God ချစ်ချင်းမေတ္တာဒီဖျားတဲ့ခင်ကိုကြည်နပ်စေဖို့ယုံကြည်သူတွေကိုတောင်းတာပြီးတော့အရာဖြစ်တယ်တဲ့ While fear prompts them to obey him ဖျားတဲ့ခင်အားကြောက်ရွံ့ခြင်းဒီသူ့ကိုလိုက်နာစေတယ်တဲ့ These two are equalizing balance in Christians life အဲ့နှစ်ခုဟာခရိယန်ရဲ့တက်တာထဲမှာတပင်းကြီးရှိနေရမယ့်အရာဖြစ်တယ်တဲ့ဖျားသခင်အားကြောက်ရွံ့ခြင်းဒီဖျားသခင်ရဲ့မေတ္တာကိုနဲ့ဆိုင်တိရှိနားလေဖို့ရန်အတွက်ဆွေးခေါ်ပြီးတော့အရာဖြစ်တယ်တဲ့ဖျားသခင်ကိုချစ်ခြင်းဒီအမတားမှအရေးပါတယ်လို့ဖျားသခင်ကိုကြောက်ရွံ့ခြင်းဒီလည်းအမတားမှအရေးပါတာဖြစ်တယ်အဲ့နှစ်ခုဟာကျွန်တော်ယုံကြည်သူရဲ့တက်တာထဲမှာ balance ဖြစ်နေဖို့လိုအပ်တာဖြစ်တယ် The fear of God is the beginning of wisdom ဖျားသခင်ကိုကြောက်ရွံ့ခြင်းနဲ့ပညာရဲ့အစဖြစ်တဲ့ဖျားသခင်ကိုကြောက်ရွံ့တဲ့အခါမှာဖျားသခင်တည်ခြင်းရဲ့အစဖြစ်လာတယ်ဖျားသခင်တည်တဲ့အခါမှာဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုနားလည်သဘောပေါက်နိုင်တယ်ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုနားလည်သဘောပေါက်သွားတဲ့အခါမှာဖျားသခင်ကိုလည်းပြန်ချစ်လာနိုင်တယ်ဖျားသခင်ကိုပြန်ချစ်လာနိုင်တဲ့အခါမှာတခြားလူတွေကိုလည်းချစ်လာနိုင်တာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တက်တာထဲမှာဖျားသခင်နဲ့ယဉ်ဤကျွမ်းဝင်ခြင်းရှိဖို့ရန်အတွက်ဖျားသခင်မျက်မှောက်တော်ထဲမှာအမြဲတမ်းသွားလာနိုင်ဖို့ရန်အတွက်ဖျားသခင်ကိုချစ်ရမယ်ပြင်ကြောက်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့ဝင်းကတိုက်တွန်းချင်ပါတယ်အရောက်ရှိတိုင်းပေါ်မှာဖျားရှင်ကောင်းချစ်ပေးပါစေ